လေးဟဲ့အဆင်ပြေလားညီမလေးသွေးတွေအများကြီးထွက်နေပါလားညီမလေးဆွဲအလုံးမအဲ့လို personal ကိစ္စတွေခိုင်းတာအမလုံးဝမကြိုက်ဘူးနော်ဘေးရိုက်ဆက်ဆံရေးဖြစ်အထောက်ဆက်ဆံရေးဖြစ်ညီမလေး respect တော့ထားပါညီမလေးအိမ်မှာဘလို့ပုံစံမျိုးနဲ့ပဲနေနေ uniform ဝတ်ထားရဆိုလို့ရှိရင်အလုံးမှာပုံတသားတယ်ပဲနောက်ခါလိုတန်မျိုးအိမ်မှာထပ်မကြားကြုံညီမလေးစင်ချင်ပါညီမလေးမဆောက်မစူပါနဲ့မရဲ့မမတိတိလေးပဲဟာတင်ဟာလေးကတိထက်လိုက်ပောက်သွားမှာပါမမရဲ့ဒီမလေးကတော့မနမနိုင်တာပါမစိတ်ထည့်ပေးမယ်နော်ချိုးအမနဲ့ခဏလောက်လိုက်ခဲ့ပါအောင်ပြောစရာစကားလေးရှိလို့ပြောဘာကိစ္စရှိလို့လဲကော်ဖီတောက်နေအောင်စိတ်ပြက်တယ်မရဲ့မနေ့ကညမကိုအမရေခတ်ခိုင်းပြီလို့လားမခတ်ခိုင်းမိမယ်ညီမလေးကလိုက်တီးလုပ်ပေးရလေဒါပေမဲ့ညမအကြီးတွေရှိမှပြောသွားတဲ့ပုံကအမကပဲညမကိုအတင်းပြအားပေးပြီးခိုင်းနေတဲ့ပုံစံမျိုးပြောသွားတာလေအဲ့ဒါအမစိတ်ထဲတိုင်းလေမလေးကဘာမှဖြစ်နေရမှာမဟုတ်တာအမရဲ့ဆက်နေထားပဲမလားညီမလေးသွားတော့မယ်နော်ရှင်းမပါလားလို့ရှိရင်ဒီစီဒီတိုင်းပဲတင်ပြလိုက်တော့လေမဟုတ်လေဒီတိုင်းပဲတင်ကြရတော့မယ်နော်အဲ့ဆိုရင်ဒါအဆင်ပြေမှာပါနော်အဲ့ဒါကုန်ရင်ဒီတိုင်းပဲအကုန်လုံးဒီတိုင်းပဲဆွဲတော့မယ်နော်ဘူးလိုက်တော့မလေးလောက်တော့မှနေရကြအောင်မလေးလောက်ဒီလောက်ဖို့တော့မသိတော့ပါဘူးဘာဖြစ်နေကြလဲဟုတ်ကဲ့နော်အညီမတော့မင်းကိစ္စမင်းရထူလာတော့တော့ကော်ဖီနဲ့ပတ်တာမဟာတာ